မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေစုကိုနေအိမ်ပြန်ပို့နေပြီလို့သတင်းတွေထွက်ပေါ်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နိုင်ငံတကာရဲ့ပြင်းထန်တဲ့ဖိအားများတရုတ်နိုင်ငံရဲ့24နာရီအတွင်းအမိန့်များကြောင့်သမ္မတကြီးဦးဝင်းမြင့်ရဲ့ပြောကြားချက်အရမင်းအောင်လှိုင်ဟာဒေါ်အောင်ဆန်းစုကြည်ကိုနေပြီးတော့အကျဉ်းထောင်မှာရန်ကုန်မြို့နေအိမ်ချမ်းအမှတ်54သို့ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ရန်ချက်ချင်းစီစဉ်နေကြောင်းတပ်တွင်းသတင်းရင်းမြစ်ကသိရပါတယ်အဲ့ဒီလိုရဟောင်းစေအုပ်စုနဲ့အကြက်တဲကိုဖြည့်ရှင်းရန်နောက်ဆုံးလက်နက်ဖြစ်ပြီးနေပြည်တော်အကျဉ်းထောင်မှာဒေါ်အောင်ဆန်းစုကြည်ကိုရန်ကုန်မြို့နေအိမ်သို့တင်းကျပ်တဲ့လုံခြုံရေးများနဲ့ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ယခုလိုနေအိမ်သို့ပြန်လည်ပို့ဆောင်ခြင်းဟာနေအိမ်အကျယ်ချုပ်လားအပီးတိုင်လွန်ငင်းလားဆိုတာစိတ်ဝင်စားမှုအများဆုံးခံနေရပါတယ်။ယခုလိုနေအိမ်သို့ရွှေ့ပြောင်းခြင်းဟာတော်လန်ရေးအောင်မြင်မှုမှတ်တိုင်တစ်ခုလေးဖြစ်ပါတယ်။တစ်ဖက်မှာလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးဟောင်းစိုးရိမ်နေရပြီးချမ်းအမှတ်54တွင်လည်းလုံခြုံရေးများတင်းကျပ်စွာချထားပါတယ်။မင်းအောင်လှိုင်ရဲ့အရေးပေါ်ဆုံးဖြတ်ချက်ဟာပြည်တွင်းပြည်ပနိုင်ငံတကာများ၏ဖိအားလျော့ကျရန်ဆောင်ရွက်ခြင်းဖြစ်တော်လဲတော်လှန်ရေးအင်အားစုများကဒေါ်အောင်ဆန်းစုကြည်လုံးဝလွတ်မြောက်အောင်အထိဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းပြောကြားထားပါတယ်။ယခုအဲ့လိုမင်းအောင်လှိုင်လုပ်ရခြင်းမှာတရုတ်နိုင်ငံ၏ဖိအားကြောင့်ဟုတပ်တွင်းသတင်းရင်းမြစ်တစ်ခုစီကသိရပါတယ်။တရုတ်အစိုးရဟာ၎င်းတို့၏မြန်မာနိုင်ငံအတွင်းရှိစီးပွားရေးလုပ်ငန်းများမှဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနှင့်တိုက်ရိုက်သက်ဆိုင်ကြောင်းကောင်းစွာသိရှိပြီးမင်းအောင်လှိုင်ထံသို့နောက်ဆုံးရစတဲ့အဖြစ်24နာရီအတွင်းအကြောင်းပြန်စီခဲ့ပါတယ်။တစ်ဖက်တွင်လည်းတရုတ်အစိုးရဟာ၎င်းတို့၏ဆုံးရှုံးမှုများအတွက်မင်းအောင်လှိုင်ကိုယခုထက်ပိုမိုဆုံးရှုံးရပါကဤသို့မျှကူညီနိုင်မည်မဟုတ်ကြောင်းနှင့်လက်နက်စစ်ရေးအကူအညီများလည်းရရှိနိုင်မည်မဟုတ်ကြောင်းပြတ်သားစွာထုတ်ပြန်ခဲ့ပါတယ်။ဤသည်ကိုကြည့်ခြင်းအပြင်တရုတ်နိုင်ငံ၏လွှမ်းမိုးမှုဟာမြန်မာနိုင်ငံ၌ညီမျှအရေးပါသည့်ကိုဖော်ပြနေခြင်းဖြစ်ပါတယ်။ဤသို့ပင်ဖြစ်စေဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ပြန်လည်ရောက်ရှိခြင်းဟာပြည်သူများအတွက်ဝမ်းသာစရာသတင်းကောင်းဖြစ်ပြီးမင်းအောင်လှိုင်၏ကောက်ကျစ်သောအကြံများကိုမူဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပါတယ်။ဆက်လက်ပြီးသမ္မတကြီးဦးဝင်းမြင့်အားအကျယ်ကျုပ်ပုံစံမျိုးထားရှိဟုသတင်းများထွက်ပေါ်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမ်းမာရေးမကောင်းဟုသတင်းများထွက်ပေါ်နေသောသမ္မတဟောင်းဦးထင်ကျော်မှလက်ရှိသမ္မတဦးဝင်းမြင့်အားလာရောက်တွေ့ဆုံခဲ့သည့်သတင်းတပ်ပုံများထွက်ပေါ်လာသည်ကိုတွေ့ရပါတယ်။ DVB ၏သတင်းတွေမှုနေပြည်တော်ရှိသမ္မတကြီးဦးဝင်းမြင့်၏နေအိမ်အပြင်အခြားသော NLD အမှုဆောင်အဖွဲ့ဝင်များ၏နေအိမ်များကိုပါတင်းတင်းကြပ်ကြပ်စောင့်ကြည့်နေကြသည်ဟုပါရှိလာပါတယ်။သမ္မတကြီးဦးဝင်းမြင့်ထံလာရောက်တွေ့ဆုံသူမိသူမဆိုကြိုတင်၍အသေးစိတ်စစ်ဆေးမှုများကိုခံယူရပြီး၎င်းတို့မိသူမိဝဖြစ်ကြောင်းအတည်ပြုခြင်းနှင့်စစ်ကောင်စီကအသည့်အကောင့်ထဲဖော်ထားသည့် Personal Scrutinization and Monitoring System PSMF ဟုခေါ်သောနည်းပညာအသစ်ဖြင့်စစ်ဆေးခြင်းတို့ပါဝင်ပါတယ်။ DVB အနေဖြင့်ရင်းကိုအတိအကျအတည်ပြုနိုင်ခြင်းမရှိသေးပေနိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုသမ္မတဟောင်းဦးထင်ကျော်နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်အချို့တွားရောက်တွေ့ဆုံပြီးနောက်စစ်တပ်ကမင်းမြန်စစ်ဆေးမှုများနှင့်လုံခြုံရေးချတားဆီးအရေးယူမှုများစတိုက်လှုပ်ဆောင်လာခြင်းဖြစ်သည်ဟုသတင်းဌာနကရေးသားထားပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့နှီးစပ်သည့်အဆိုပါသတင်းရင်းမြစ်ကပင် DVB တို့ပြောကြားရာတွင်ပါတီပြောရေးဆိုခွင့်ရှိသူဦးမျိုးညွန့်အားသမ္မတဦးဝင်းမြင့်တောင်ကူအကျဉ်းထောင်မှလွတ်မြောက်လာခြင်းနဲ့ပတ်သက်၍မြန်မာသတင်းမီဒီယာများသို့ပြောကြားခဲ့မှုကြောင့်ဧပြီ18ရက်နေ့တွင်စီအုပ်စု၏ပြည်ထရေးဝန်ကြီးဌာနကခေါ်ယူစစ်ဆေးခဲ့ပြီးနောက်တနင်္ဂနွေနေ့တွင်ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရပါတယ်။၎င်းတို့အထူးမခံမရက်ဖြစ်သွားနိုင်သည့်ကသမ္မတကြီးသည်ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်401အရာခံဝင်ကတိတွင်လက်မှတ်ရေးထိုးခဲ့ခြင်းမရှိကြောင်းလူထုကိုအသိပေးပြောဆိုခဲ့မှုပင်ဖြစ်ပါတယ်။အဆိုပါပုံမှန်အရပြစ်မှုကျူးလွန်သူသည်ပြစ်မှုထပ်မံကျူးလွန်ပါကပြစ်ဒဏ်အသည့်အပြင်ရခင်ကြံရှိနေသည့်ပြစ်ဒဏ်များကိုပါဆက်လက်ကြခံရမည်ဟုပြဋ္ဌာန်းထားပါတယ်။လက်မှတ်ထိုးသည့်ဖြစ်စေမထိုးသည့်ဖြစ်စေအကြောင်းတစ်ခုခုဖြင့်အချိန်မရွေးပြန်ဖန်ဖို့ဝင်လေးကြမည်မဟုတ်ပေ။သမ္မတကြီးဦးဝင်းမြင့်ပြန်လည်လွတ်မြောက်လာသည့်အတွက်နိုင်ငံတော်တိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်သည်မင်းအောင်လှိုင်၏လက်မှပြန်လည်လွတ်မြောက်လာနိုင်မည်လားသို့မဟုတ်အကျယ်ကျုပ်ဖြင့်နေအိမ်သို့ပြန်ရွှေ့ပေးမည်လားဆိုသည့်မျှော်လင့်ချက်များထွက်ပေါ်လာခဲ့ပါတယ်။ဒါဟာတကယ်ဖြစ်နိုင်ခြေရှိတဲ့အခြေအနေတစ်ခုပါဟုနိုင်ငံတကာမဟာဗျူဟာလေ့လာရေးတက္ကသိုလ် IISS မှာသုတေသနပညာရှင် Morgan Michael ကပြောကြားခဲ့သည်ဟုစင်ကာပူ Channel News Asia တွင်ဖော်ပြထားပါတယ်။တစ်ဆက်တည်းမှာပင်၎င်းကဒီလိုလှုပ်ဆောင်ချက်တွေကိုငြိမ်းချမ်းရေးထားမှမဟုတ်ပြန်လည်သိမြတ်ရေးစီကိုဦးတည်တဲ့စစ်မှန်တဲ့အပြောင်းအလဲတစ်ခုအဖြစ်တလွဲမကောက်ယူတင်မှုဟုသတိပေးပြောဆိုခဲ့ပါတယ်။ယခုထိထိုသို့လှုပ်လာမည်အရေးအယောင်များမတွေ့ရသည်ဟုလေးလာစောင့်ကြည့်သူများကဆိုကြပါတယ်။ပြီးခဲ့တဲ့တောက်ကြနှင့်ဧပြီလ18ရက်က၎င်းအားလူငင်းချမ်းသာခွင့်ပေးခဲ့ခြင်းသည်အာဏာသိမ်းပြီးနောက်ပိုင်းမင်းအောင်လှိုင်မှအကြီးမားဆုံးရှော့ပေးလိုက်မှုပင်ဖြစ်ပါတယ်။လေးလာဆန်းစစ်သူများကမူသမ္မတကြီးဦးဝင်းမြင့်အားလွှတ်ပေးခဲ့မှုသည်အာဏာသိမ်းပြီးနောက်ပိုင်း၎င်း၏ဦးဆောင်မှုအောင်မိသူမြမရှင်းနိုင်လောက်အောင်ခိုင်မာအားကောင်းနေသည်ကိုပြသသည့်လက္ခဏာရက်တစ်ခုသာဖြစ်သည်ဟုပြောဆိုနေကြပါတယ်။သို့သောဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရသည့်အထိတော့တတိရှိပုံမရသေးပေ။လေးလာဆန်းစစ်သူမ
တိဆန်ကမှုသမရာကြီးဦးဝင်းမြင့်လွတ်မြောက်လာခြင်းတီကိုအာဏာရှင်စံတော်ပြဆက်အစီအပိုင်းတစ်ခုမျှသာဖြစ်သည်ဟုဆိုပါတယ်။ဒါဟာစစ်မှန်တဲ့လူငင်းချမ်းသာကွယ်မဟုတ်ဘူး။သူရဲ့ညှဉ်းနှွမ်းဆုပ်ပြတ်နေတဲ့ပုံရိပ်ကိုလျှော့ဖို့ခြင်းတသက်တာဖြစ်တယ်ဟု၎င်းကမှတ်ချက်ချခဲ့ပါတယ်။လူငင်းချမ်းသာကွယ်အမိန့်များသည့်အာဏာသိမ်းပြီးနောက်ပိုင်းအပေခံဖြစ်နေသည့်အခြေအနေမှာပြန်လည်ယုံထွက်နိုင်ရန်ကြိုးပမ်းနေသောအာဏာရှင်များအတွက်အထူးကကြားတဲ့ရှင်သန်ရေးမဟာဗျူဟာတစ်ရပ်ဖြစ်ပါတယ်။သမရဦးဝင်းမြင့်ကိုလွှတ်ပေးဖို့မင်းအောင်လှိုင်ရဲ့ဆုံးဖြတ်ချက်ဟာပြည်တွင်းနဲ့နိုင်ငံတကာဖိအားတွေကိုလျှော့ချဖို့ရှိရွယ်ပြီးဖန်တီးထားတဲ့ပြည်ပခစီမံခန့်ခွဲမှုမဟာဗျူဟာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်ဟုလည်းပြောကြားခဲ့ပါတယ်။အကယ်၍အချို့သောတိုက်ခတ်အဖွဲ့အစည်းများကဒီကိန်းထဲမှာဝင်ကစားပြီးနိုင်ငံရေးစင်မြင့်ပတ်စီတစ်စိတ်တစ်ပိုင်းဖြစ်စီပြောင်းလဲနိုင်မယ်ဆိုရင်သူတို့အနေနဲ့နောက်ထပ်လျှော့ပေးမှုတွေကိုရယူနိုင်ဖို့အခွင့်အရေးကောင်းတွေရှိလာပါလိမ့်မယ်ဟု၎င်းကဆိုပါတယ်။ဒါပေမဲ့လက်ရှိမှာတော့အတိုက်ခတ်အဖွဲ့အစည်းတော်တော်များများနဲ့တက်ကြွလှုပ်ရှားသူတွေကအခုဖြစ်ပေါ်နေတဲ့အပြောင်းလဲဟာအဲ့ဒီလိုအခွင့်အရေးမျိုးမပေးနိုင်ဘူးလို့အခိုင်အမာပြောနေကြပါတယ်ဟုဆိုပါတယ်။ရှမ်းကုန်းတွင်နေသူတအုပ်ကမူလွတ်မြောက်လာတော့လေတီးခြားခွဲထားခံရသည့်သမရဦးဝင်းမြင့်သည်၎င်းအားအနီးကပ်စောင့်ကြည့်နေမည်ဖြစ်ပြီးလူတို့ကိုပြန်လည်စုစည်းပေးနိုင်မည်ပုဂ္ဂိုလ်တအုပ်ဖြစ်လာနိုင်ခြေရှိမရှိအပေါ်တန်တရားဖြစ်နေသည်ဟုမှတ်ချက်ချခဲ့ပါတယ်။မင်းအောင်လှိုင်၏စိုးရိမ်ကြောက်ရွံ့နေမှုတီကဒေါအောင်ဆန်းစုကြည်လွတ်မြောက်လာပါကလူလူလှုပ်ရှားမှုများပြန်လည်အားကောင်းလာမည်အရေးပဲဖြစ်ပါတယ်။တော်လှန်ရေးအင်အားစုများကဆီအာနာရှင်စနစ်အမြင့်ပြတ်ရေးဖြစ်ကြောင်းအခိုင်အမာပြောဆိုနေကြသဖြင့်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်လာရုံဖြင့်၎င်းနှင့်ဆွေးနွေးပြီးပဋိပက္ခများပြီးဆုံးသွားမည်ဟုယုံကြည်၍မရဖြစ်နေပါတယ်။တစ်ဖက်တွင်လည်း၎င်း၏တရားဝင်မှုကိုပုံမခိုင်မာစေလိုလည်းရင်သို့မဟုတ်နိုင်ငံတကာ၏ပိတ်ဆို့မှုများကိုလျှော့ချလိုလည်းရင်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးခြင်းသို့မဟုတ်နေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့ခြင်းကဲ့သို့ယခုထက်ကြီးမားသည့်လျှော့ပေးမှုမျိုးလုပ်ရဖို့ရှိနေပါတယ်။မင်းအောင်လှိုင်အတွက်မူ၎င်း၏ဟန်ပြသမရရှာတို့ဖြင့်တက်တန်းရှိရေးတောင်တခုတည်းသောရည်မှန်းချက်ဖြစ်နေပြီးနိုင်ငံတကာပိတ်ဆို့မှုများဖြည့်လျော့ရေးနှင့်တိုင်းပြည်စီးပွားရေးနလန်ထူလာစေရေးတို့ကိုမူဂယုမဆိုင်အားပဲဒုတိယထားစဉ်းစားမိကိစ္စမျိုးသာဖြစ်နေပါတယ်။မင်းအောင်လှိုင်အဖို့က၎င်း၏အလုပ်အကျွေးများကျေနပ်စေရန်တခုခုအလျှော့ပေးသွေးထိုးဆန်းယုံပုံစံမျိုးသာလုပ်ရဲသူဖြစ်ပါတယ်။ယခုပင်ဥရောပနိုင်ငံများရှိအရက်ဖက်လူအဖွဲ့အစည်းများကလက်မှတ်ရေးထိုးပြီးဥရောပသမဂ္ဂ EU အနေဖြင့်မြန်မာအပေါ်ချမှတ်ထားသောပိတ်ဆို့အရေးယူမှုဖောက်ကိုတိုးချဲ့ရန်၎င်းတွင်ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်မှုခွင့်ဆက်တစ်ခုလုံးပါဝင်လာစေရန်အတွက်ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီများဗဏ္ဍာရေးချခန့်ဆောင်ရွက်ပေးသူများအာမခံကုမ္ပဏီများလုပ်ငန်းအတိမတ်ပြုလက်မှတ်ထုတ်ပေးသူများနှင့်အင်ဂျင်နီယာပိုင်းဆိုင်ရာကန်ထရိုက်တာများပါအကျုံးဝင်စေရန်လှုံ့ဆော်ရမည်ဟုသောတောင်းဆိုချက်ကို EU နိုင်ငံသားရေးဝန်ကြီးများမတိုင်မီယနေ့ထုတ်ပြန်လာခဲ့ပါတယ်။ပါတီလစ်တနာက EAOD တွင်ရေးသားသောဆောင်းပါးတွင်အဓိကမေးစရာရှိလာသည်ကယခုပုံစံသစ်ဖြင့်သွားနေသောအုပ်ချုပ်ရေးရန်ရာတွင်မင်းအောင်လှိုင်၏ခေါင်းဆောင်မှုနေရာသည်မိများအထိခိုင်မာမှုရှိသည်နည်းဟုသည့်အချက်ပင်ဖြစ်ပါတယ်။ကျွမ်းကျင်ပြီးအရေးချင်းရှိသူများနေရာတွင်မင်းအောင်လှိုင်အပေါ်သစ္စာရှိသူများနှင့်အစားထိုးလာသည့်တုတ်တင်ရှင်းလင်းပွဲဟုယူဆရသောလုပ်ရများတွင်စိုးဝဲမှဘေးဖယ်ခြင်းခံထားရပါတယ်။အစားထိုးသူများတဲ့တွင်ထောက်လှမ်းရေးအကြီးအကဲရဲဝဲဦးလည်းပါဝင်ပြီး၎င်းအားကာကွယ်ရေးဦးစီးချုပ်အဖြစ်ခန့်အပ်လိုက်ခြင်းမှာမှတ်မှတ်သားသားဖြစ်စေတဲ့ကဲ့သို့အငင်းပွားဖွယ်ရလည်းဖြစ်နေပါတယ်။အချိန်ကသာအဖြစ်ပေးသွားမည်ဖြစ်တော့လေအကယ်၍ထိပ်ပိုင်းကောင်းဆောင်မှုတွင်အပြောင်းလဲတစ်ခုဖြစ်လာခဲ့လျင်ရင်းသည့်စစ်တပ်အတွင်းပိုင်းမှသာလာပေလိမ့်မည်ဟုဆိုပါတယ်။အချိန်မကျသေးဘူးဆိုရင်ကြက်လာအောင်ကိုယ့်ဘာသာဖန်တီးယူရမယ်။ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်။ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်။